အားလုံးမင်္ဂလာပါကျွန်တော်မိဘကိုယိုသိချင်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အားပေးစကားပြောချင်ပါတယ်ဒီအရာဘုရားသခင်စီခိုင်းတဲ့ပြည့်ညတ်တော်10ပါးထဲမှာလည်းပါတဲ့အရာဖြစ်ပါတယ်ကျွန်တော်မိဘကိုယိုသိချင်းအဖြစ်ရရှိမဲ့ကောင်းကြီးမင်္ဂလာလည်းပဲအဲ့ဒီထဲမှာရေးထားတာကျွန်တော်သိရှိရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မိဘကိုယိုသိချင်းနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့ကြမ်းချက်တစ်ပိုက်နှစ်ပိုက်ကျွန်တော်အနေနဲ့ဖတ်ချင်ပါတယ်ထွတ်မျိုးရကျမ်းအခန်း20ပိုက်စနစ်မှာဘလို့ဖော်ပြထားလဲသင်ဘုရားသခင်ထာဝရဘုရားပေးသနာတော်မူသောပြည်၌သင်ဤအသက်တာရှိမည်အကြောင်းသင်မိဘကိုယိုသည်စွာပြုလောဆိုပြီးတော့ဖော်ပြထားတယ်ကျွန်တော်တို့မိဘကိုယိုသည်စွာပြုတယ်ဆိုရင်မိဘကိုယိုသည်ရဆိုရင်ကျွန်တော်လောကမှာနေတဲ့နေရာတိုင်းမှာကျွန်တော်အသက်တာရှိမယ်ကျမ်းမာမယ်ဆိုတဲ့အရာဖော်ပြထားတယ်ကျွန်တော်အဖက်ဩဝါဒစာခန်း6အပိုက်1ကနေ3မှာလည်းပဲသားသမီးတို့သခင်ဖျား၏အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းမှုသည်တရားတော်မှုဖြစ်မိဘကိုယိုသည်စွာပြုလော့ဤပြည့်ညတ်တော်ကသင်သည်ပြီးတော်၌ကောင်းစား၍အသက်တာရှိမည်အကြောင်းဟု၍ဂတိတော်နှင့်ဆိုင်သောပြင်စမပြည့်ညတ်ဖြစ်၏ကျွန်တော်ကျမ်းစာထဲမှာအားလုံးကြားတဲ့အတိုင်းပဲဖြစ်ပါတယ်မိဘကိုယိုသိတယ်ဆိုရင်ကျွန်တော်နေတဲ့နေရာသေးသေးမှာကောင်းစားမှာဖြစ်ပါတယ်ဒီလောကမှာနေတဲ့အချိန်မှာအဲ့ဒီကောင်းစားခြင်းတဲ့အတွက်ကြောင့်ကျွန်တော်အလုတ်လုံနေတာဖြစ်တယ်ကျွန်တော်ရုန်းကန်နေရတာဖြစ်တယ်ဒါကြောင့်ကျမ်းစာထဲမှာမိဘကိုယိုသိစွာပြုတ်ခိုင်းတဲ့အခါမှာအသက်ငယ်သည်လို့ဘယ်မဟုတ်ပဲနဲ့မိဘရဲ့လက်အောက်မှာပဲနေသည်လို့ဘယ်မဟုတ်ပဲနဲ့မိဘရဲ့အိမ်ထဲမှာမနေတော့ရင်တောင်မှမိသားစုတည်တံ့ကျွန်တော်နေရင်တောင်မှကိုယ့်ရဲ့မိဘပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်ငယ်ငယ်လေးတွေကမိဘကိုယိုသေးရမယ်ဖြစ်တယ်လို့အသက်ကြီးတဲ့အခါမှာလည်းပဲကိုယ့်ရဲ့မိဘပဲဖြစ်ပါတယ်အသက်ကြီးပြီးတဲ့အခါမှာကိုယ့်ရဲ့မိဘမဟုတ်တော့ဘူးဆိုတဲ့အရာမဟုတ်ဘူးဒီအတွက်ကြောင့်ကျွန်တော်ငယ်တွေဖြစ်စေကြီးတွေဖြစ်စေမိဘကိုယိုသိဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ကိုစေခိုင်းထားတာဖြစ်ပါတယ်ယိုသိတယ်ဆိုတဲ့အခါမှာကျွန်တော်မိဘကိုဘယ်လိုဆက်ဆံလဲကျွန်တော်ရဲ့မိဘကိုဆက်ဆံတဲ့ပုံစံမှာလည်းပဲအများကြီးမို့သိမယ်ကျွန်တော်မိဘရဲ့စကားကိုနားထောင်လားနားမထောင်ဘူးလားကျွန်တော်ကိုစမ်းစစ်ဖို့ရန်အတွက်အရေးကြီးပါတယ်ကျွန်တော်မိဘကိုယိုသိတယ်ဆိုတဲ့အခါမှာဝတ်ပြုတ်ကိုးကွယ်ခြင်းတစ်မျိုးလည်းပဲဖြစ်ပါတယ်ဖယားကိုယိုသိတယ်ဆိုရင်ကျွန်တော်ဖယားရဲ့စကားကိုကျွန်တော်နားထောင်ရတာဖြစ်ပါတယ်အဲ့လိုပဲမိဘကိုယိုသိတယ်ဆိုရင်မိဘရဲ့စကားကိုလည်းပဲနားထောင်ဖို့ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်စီးတဲ့ယာဒနာရှိလို့ပိုက်ဆံများပြီးတော့အဲ့ဒါနဲ့ပြီးဖို့မဟုတ်ဘူးတချို့လူတွေကပိုက်ဆံများပြီးတယ်ဒါပေမဲ့မိဘရဲ့စိတ်ကြိုက်ဝယ်ပေးနိုင်တယ်ဒါပေမဲ့မိဘဟိုတစ်ချိန်လုံးစိတ်ဒုက္ခပေးတဲ့သူတွေမြောက်များစွာလောကမှာရှိပါတယ်ဒီအရာမိဘကိုယိုသေးတာမဟုတ်သေးပါဘူးမိဘကိုဂုဏ်ပြုတာမဟုတ်သေးပါဘူးကျွန်တော်မိဘကိုယိုသေးတယ်ဆိုတဲ့အခါမှာအပြောအားဖြင့်အလုပ်အားဖြင့်ကျွန်တော်ယိုသေးရမှာဖြစ်ပါတယ်ထွတ်မြို့ရကျမ်း20စနစ်အဖက်6နှစ်တော့မှကျွန်တော်ကြည့်တဲ့အခါမှာမိဘကိုယိုတည်တဲ့ဆိုတဲ့အခါမှာဂတိတော်ဘုရားသခင်ကပေးထားတယ်အဲဒီဂတိတော်ဗာလဲလောကမှာအသက်ရှင်တဲ့အခါမှာအသက်ရှင်မယ်ဒီအသက်ရှင်မဲ့ဂတိတော်ဘုရားသခင်ကကျွန်တော်ကိုပေးထားတာကျွန်တော်သိရှိနိုင်တယ်ဒါကြောင့်ဘုရားသခင်ရဲ့ပြည့်ညတ်တော်10ပါးထဲမှာတစ်ခုဖြစ်တဲ့နားထောင်ခြင်းလဲဟုတ်တယ်မိဘရဲ့စကားကိုလည်းပဲကျွန်တော်နားထောင်တဲ့အခါမှာမိဘလည်းပဲပြောတယ်ကိုယ်တိုင်လည်းပြောတယ်ဒါကြောင့်နှစ်ယောက်ကြားမှာငြိမ်သက်ခြင်းရှိတယ်ဒါကြောင့်လောကမှာသက်ရှင်တဲ့အခါမှာငြိမ်သက်နဲ့ပျော်ရွှင်နဲ့မိဘရောကိုရောကျမ်းမာစွာနဲ့ပျော်ရွှင်စွာနဲ့ငြိမ်သက်စွာနဲ့ကျွန်တော်နေထိုင်သွားနိုင်တာဖြစ်ပါတယ်မိဘကိုကျွန်တော်ယိုတည်တဲ့အခါမှာဖယားရဲ့စရိတကိုကျွန်တော်အနေနဲ့ရောင်ပြန်ဟတ်နေတာဖြစ်ပါတယ်ဖယားရဲ့စရိတဖယားရဲ့နောက်လိုက်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့
ပေါ်လွင်စီတာပဲဖြစ်ပါတယ်ဖခင်ရဲ့တပည့်တော်ဖြစ်တယ်ဆိုပြီးတော့ပြောနေပြီးတော့မိဘရဲ့စကားကိုတစ်ချိန်လုံးပဲဆန့်ကျင်နေညှင်းဆန်နေဆိုရင်ကျွန်တော်ဖခင်ရဲ့ပြည့်ငတ်တော်ကိုမလိုက်လျှောက်တာတဲ့အတူတူပဲဖြစ်ပါတယ်ကိုယ့်ရဲ့ခရိယန်ဖြစ်ခြင်းဟာလည်းပဲအလကားပဲဖြစ်ပါတယ်ဒါကြောင့်မိဘကိုယူသေးတယ်ဆိုတဲ့အခါမှာသူတို့ပြောတဲ့အရာသူတို့ရဲ့စကားကိုလည်းပဲကျွန်တော်နားထောင်ရမှာဖြစ်တယ်မိဘကိုယူသေးတယ်ဆိုတဲ့အခါမှာလည်းပဲမိဘကိုယူသေးတယ်ဆိုတဲ့အခါမှာလည်းပဲသူ့ရဲ့စကားကိုနားထောင်ခြင်းဖြစ်ပါတယ်သူ့ရဲ့စကားနားထောင်တဲ့အခါမှာကျွန်တော်တို့ယူသေးခြင်းရဲ့လက္ခဏာတစ်ခုကျွန်တော်အနေနဲ့ပြနေတာဖြစ်ပါတယ်။ဘာနဲ့တူလဲဆိုတော့ဖခင်ရဲ့စကားနားထောင်တဲ့အခါမှာဖခင်နဲ့ကျွန်တော်ရဲ့အဆက်အသွယ်ဟာဆိုရင်ဆက်သွယ်ကောင်းနေတယ်ဆိုတဲ့အရာကိုပေါ်လွင်စေတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မိဘကိုယူသေးတယ်ဆိုတဲ့အခါမှာမိဘနဲ့ကိုယ်နဲ့ကြားမှာဆက်ဆံရေးကောင်းတဲ့အရာကိုပြနေတာဖြစ်ပါတယ်။မိဘကိုယူသေးတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ချစ်ချင်းကျွန်တော်တို့ဂရုစိုက်ခြင်းပါပါတယ်တိမောသေခန်းကအပိုက်ရှစ်မှာဘလို့ဖော်ပြထားလဲမိမိလူတို့ကိုမပြုတ်စုထူမြတ်မကမိမိအိမ်သူအိမ်သားတို့ကိုမပြုတ်စုသောသူမီတွေကယုံကြည်ခြင်းတရားကိုငြင်းပယ်၏မယုံကြည်ဘူးသောသူထက်သာ၍ယုံမာ၏ဆိုပြီးတော့ဖော်ပြတယ်ကျွန်တော်ကိုယ့်ရဲ့မိဘကိုချစ်တယ်ကိုယ့်ရဲ့မိဘကိုယိုသေးတယ်ဆိုတဲ့အခါမှာကျွန်တော်ရဲ့ဂရုစိုက်မှုလည်းပဲပြရမှာဖြစ်ပါတယ်သူကိုယ့်ရဲ့မိဘအခက်ခဲရှိလားဘာပြဿနာရှိလဲကိုယ့်ရဲ့မိဘကိုအဲ့လိုမျိုးဂရုစိုက်ပေးရမှာဖြစ်ပါတယ်သူမှာဘာလိုအပ်ချက်ရှိလဲဘယ်လိုမျိုးလုပ်ပြီးရင်ကောင်းမလဲဆိုတဲ့အရာတွေလည်းပဲကျွန်တော်စဉ်းစားပြီးတော့အဲဒီဂရုစိုက်မှုကိုကျွန်တော်ချစ်ချင်းမေတ္တာအဖြစ်ကျွန်တော်ပြရမှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ခြင်းအဖြစ်မိဘကိုယူတည်ရလည်းပဲရောက်ပါတယ်မိဘတွေဟာဆိုရင်အသက်ကြီးလာလေသူတို့မှလည်းပဲစိန်ခေါ်မှုမြောက်များစွာရှိလာလေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မိဘကိုယူတည်တယ်ဆိုရင်သူတို့ကိုဂရုစိုက်ရမှာဖြစ်ပါတယ်သူတို့အပေါ်မှာစိတ်ရှိသေးခံရမှာဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်တုန်းကလည်းပဲမိဘတွေကကျွန်တော်ကိုစိတ်ရှိပြီးတော့တေးခံပြီးတော့ကျွန်တော်ကိုဂရုစိုက်တယ်သူတို့ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်အပေါ်မှာပြတယ်မိဘတွေကြီးလာတဲ့အခါမှာသားသမီးတွေရဲ့ဂရုစိုက်မှုပြန်ခံဖို့ရန်အတွက်ထိုက်တန်ပါတယ်တချို့သောသူတွေကကိုယ့်ရဲ့မိဘအသက်ကြီးတဲ့အခါမှာယူမစိုက်တော့ဘူးစရင်ထဲမှာတော့မှဘောမဝင်စီတော့ဘူးအဲ့လိုမျိုးရှိတတ်ပါတယ်ဒီမှာဒီတင်းစကားကိုနားထောင်တော့သူအယောက်စီတိုင်းအားပေးခြင်းတာကိုယ့်ရဲ့မိဘအဲ့လိုမျိုးမပြုတ်စုစောင့်ရှောက်ပါနဲ့ကိုယ့်ရဲ့မိဘပြောအောင်သူ့ဂရုစိုက်ပါသူ့တန်ဖိုးထားပါသူ့ပေါ်မှာစိတ်ရှိသေးခံပါယူသေးပါဘာကြောင့်လဲအခုအသက်ကြီးပြီးတော့ဘာမှမလုပ်နိုင်တော့ပြီမဲ့တင့်အတွက်အရင်တော့ရုန်းကန်ခဲ့တဲ့စက်ကပ်ခဲ့တဲ့သူဖြစ်ပါတယ်သူရှိတဲ့လောက်နဲ့တင်ဘဝဒီလောက်ထိဖြစ်ဖို့ရန်အတွက်ကြိုးစားခဲ့တဲ့တင်ရဲ့မိဘဖြစ်ပါတယ်ဒါကြောင့်ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်ခြင်းအပြင်သူ့ကိုပြုစုဆောင်ရှောက်ပါအဲ့ဒီလိုအပြင်တင်ရဲ့ယိုသိခြင်းကိုပြပါမိဘကိုယိုသိတဲ့လူတွေကမိဘရဲ့အခက်အခဲတွေ့တဲ့အခါတိုင်းမှာကိုငင်မှာဖြစ်ပါတယ်ကျွန်တော်မိဘကိုယိုသိတယ်ဆိုတဲ့အခါမှာကိုအကောင်းဆုံးဖြစ်တဲ့အချိန်မှာလည်းပဲကိုငင်ရတယ်လို့ကိုအခက်ခဲဆုံးဖြစ်တဲ့အခါမှာလည်းပဲကိုမိဘရဲ့အလိုမိဘရဲ့ဆန္ဒဖြည့်ဆည်းနိုင်ဖို့ရန်အတွက်ကျွန်တော်တို့မှာတာဝန်ရှိပါတယ်အဲ့လိုမျိုးပြောတဲ့အခါမှာတော့လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးခက်မှာဖြစ်ပါတယ်ဒါပေမဲ့ဘယ်လောက်ပဲကျွန်တော်တို့အတွက်ခက်ခဲနေပါစေကျွန်တော်ဒီထိပို့ဆောင်ပေးခဲ့တဲ့ဒီနေ့ထိကျွန်တော်တို့ကိုဆုတောင်းပေးခဲ့တဲ့ကိုယ့်ရဲ့မိဘလမ်းပြပေးခဲ့တဲ့ကိုယ့်ရဲ့မိဘအစာကျွေးခဲ့တဲ့ကိုယ့်ရဲ့မိဘမွေးပေးခဲ့တဲ့ကိုယ့်ရဲ့မိဘကိုဘယ်လောက်ပဲကိုယ်အခက်ခဲနေပါစေကိုယ့်ရဲ့အခက်ခဲအပြင်
သူ့ကိုကူညီဖို့ရန်အတွက်ကျွန်တော်မှာတာဝန်ရှိပါတယ်ဖခင်ရဲ့စီခိုင်းတဲ့အရာလည်းပဲဖြစ်ပါတယ်ရှင်မာသဲအခန်း9အပိုက်44မှာရှင်မာသဲအခန်း9အပိုက်44မှာဘလို့ဖော်ပြထားလဲဆိုတော့ငါပြည့်ငက်ဒီကတင်တို့ဒီကောင်းခင်ဘုံ၌ရှိတော်မူသောတင်တို့အဘဤသားဖြစ်လူသောငါတင်တို့၏ရန်သူတို့ကိုချစ်ကြလောတင်တို့ကိုကျိန်ဆဲသောသူတို့အားမေတ္တာပို့ကြလောတင်တို့ကိုမုန်းသောသူတို့အားယေရှုပြုကြလောတင်တို့ကိုနှောင့်ယှက်ညှင်းဆဲသောသူတို့အဖို့ဘုရားသခင်ကိုဆုတောင်းကြလောဆိုပြီးတော့အားပေးထားတာကျွန်တော်သိရှိရတယ်ဒါကြောင့်မိဘကိုယိုတည်တယ်ဆိုတဲ့အခါမှာမိဘကိုရဲ့အကြိုက်တစ်ချိန်လုံးလှုပ်ပြီးလို့မဟုတ်ပါဘူးကိုစိတ်ခံစားအောင်ကိုဒုက္ခရောက်အောင်တခါလေလှုပ်မိမှာပဲလှုပ်မိကောင်းလှုပ်မိမှာပဲဘာကြောင့်လဲသူတို့လည်းလူပဲဒါပေမဲ့ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားသခင်ကမိဘကိုအမြဲတမ်းပဲကောင်းကျိုးလှုပ်ပြီးလို့သူ့ယူတည်ဖို့မဟုတ်ဘူးမိဘဖြစ်လို့သူ့ယူတည်ဖို့မိဘဖြစ်လို့ကျွန်တော်တို့သူ့အတွက်အကောင်းလုပ်ပေးဖို့ရန်အတွက်ဖြစ်ပါတယ်ရန်သူတောင်မှချစ်ဖို့ရန်အတွက်သူတို့အတွက်ဆုတောင်းပေးဖို့ရန်အတွက်ပြောတဲ့ဘုရားသခင်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ဒီနေ့ကျွန်တော်ရဲ့ကိုးကွယ်တဲ့ဘုရားသခင်ဟာကျွန်တော်ရန်သူမဟုတ်တဲ့ကျွန်တော်ကိုမွေးပေးတဲ့ဖခင်မိဘအများကိုယိုသည်စွာပြုတ်ဖို့ရန်အတွက်ရှင်းမာတဲ့ငါလေးစလီအဖြစ်နဲ့ပဲကျွန်တော်အားပေးထားတာကျွန်တော်သိရှိရတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘုရားစီခိုင်းတဲ့အတိုင်းမိဘကိုယိုသည်တယ်ဆိုရင်အဲ့ဒီထဲမှာယိုသည်ချင်းထဲမှာဘုရားသခင်ကျွန်တော်ကိုပါပေးထားလဲဆိုတော့ကောင်းကြီးမင်္ဂလာမြောက်များစွာရရှိမယ်ဆိုတဲ့ရာကိုလည်းပဲပေးထားတယ်တရားဟောရာကျမ်းခန်း9အပိုက်16မှာတရားဟောရာကျမ်းခန်း9အပိုက်16မှာဘယ်လိုဖော်ပြထားလဲဆိုတော့သင်ဘုရားသခင်ထာဝရဘုရားဘေဒနာတော်မူသောပြည်၌သင်သည်အသက်တာရှည်၍ကောင်းစားရမည်အကြောင်းသင်ဘုရားသခင်ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းသင်မိဘကိုယိုသည်စွာပြုလောဆိုပြီးတော့တပံပြောထားပါတယ်ခုနကတော့အထွတ်မြောက်ရာကျမ်းထဲမှာပြောထားသလိုတရားဟောရာကျမ်းမှာလည်းပဲမောစီအနေနဲ့ဣသီလလူမျိုးတွေကိုပြန်ပြီးတော့အတိပေးတာတတိပြန်ပြီးတော့ပေးတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိဘကိုဘယ်အချီနေပဲဖြစ်ကျွန်တော်လောကမှာကျမ်းမာခြင်းတယ်လောကမှာကြီးပွားခြင်းတယ်လောကမှာကောင်းကြီးခံခြင်းတယ်အသက်ရှည်ခြင်းတယ်ဆိုရင်ဘာပဲဖြစ်ကျွန်တော်မိဘကိုယိုတည်မှဖြစ်မှာဖြစ်ပါတယ်မိဘကိုမယိုတည်တဲ့လူတွေကကြတော့ခဏတာကောင်းစားလိမ့်မယ်ကြာရှိခံမှာမဟုတ်ပါဘူးဘာကြောင့်လဲဘုရားသခင်ကပြောထားတယ်လေကျမ်းစာထဲမှာဘုရားသခင်ပြောထားအတိအလင်းကျွန်တော်ကိုဖော်ပြထားပြီးသားဖြစ်တယ်ကျွန်တော်ရဲ့သားသမီးတွေကိုမိဘကိုယိုတည်ဖို့ရန်အတွက်ကျွန်တော်ပြောတကယ်တော့ကျွန်တော်ရဲ့အချိန်မှာလည်းပဲကိုယ့်ရဲ့သားသမီးတွေကအခုကိုယိုသေးမှာဖြစ်ပါတယ်ဒါကြောင့်ကိုပြန်ခံဖို့ရန်အတွက်လိုချင်တဲ့အတိုင်းတာလောက်ထိကိုယ့်ရဲ့မိဘကိုယိုတည်မှုကိုပြဖို့ရန်အတွက်ဖြစ်ပါတယ်အကယ်လို့တင့်အနေနဲ့တင့်ရဲ့သားသမီးပေါ်မှာမိဘကိုယိုတည်ဖို့ရန်အတွက်တင်မတွင်တင်ဘူးတော့မဟုတ်တင်ရဲ့သားသမီးရှိမှတင်အနေနဲ့တင်ရဲ့မိဘကိုယိုတည်မှုမပြဘူးဆိုရင်နောက်တစ်ချိန်မှာတင်ကြီးလာတဲ့အခါမှာတင်သားသမီးရလည်းပဲတင်ကိုအဲ့လိုပဲပြန်ဆက်ဆံမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကိုခံဖို့ရန်အတွက်ကိုရဲ့သားသမီးရဲ့ယိုတည်ကိုရရှိခြင်းနဲ့ဆိုရင်ကိုရဲ့မိဘကိုလည်းပဲယိုတည်စွာပြုပါကိုရဲ့သားသမီးရဲ့ရှိမှလည်းပဲကိုရဲ့မိဘကိုယိုတည်ခြင်းကိုပြပါဒါဟာဆိုရင်တင်တနည်းတစ်ချိန်ကြာရင်တင်ခံစားရမယ်တင်အပေါ်ပြန်ပြီးတော့ရောက်ရမယ်ဆက်ဆံရေးလည်းပဲဖြစ်ပါတယ်ဒါကြောင့်တင်အုံမြစ်ဘယ်လိုချထားလဲမိဘကိုယိုတည်ဖို့ရန်အတွက်အုံမြစ်ချထားလားတော့မဟုတ်မိဘကိုရိုင်းဆိုင်ပြုံးမှုဆက်ဆံဖို့ရန်အတွက်အုံမြစ်ချထားလားတင်စိုက်တဲ့အတိုင်းတင်ရေးရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးထားတဲ့အရာတကယ်ဆိုရင်ကျမ်းစာထဲကနေလာတာဖြစ်ပါတယ်ကျွန်တော်ရဲ့အားပေါ်မဟုတ်ပါဘူးဖခင်ကိုယိုသေးတယ်ဆိုရင်ကိုယ့်ရဲ့မိဘကိုယိုသေးမှာဖြစ်ပါတယ်ကိုယ့်ရဲ့မိဘကိုယိုသေးတယ်ဆိုရင်ကိုယ့်ရဲ့သားသမီးကလည်းပဲကိုပြန်ပြီးတော့ယိုသေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့
ကြားရသောအရောက်စီတိုင်းဖျားကူယူတည်နိုင်သောပုဂ္ဂိုလ်ဖြစ်တယ်လို့ကိုယ့်ရဲ့မိဘကိုလည်းပဲယူတည်နိုင်သောပုဂ္ဂိုလ်ဖြစ်ပြီးတော့ကိုယ့်ရဲ့သားသမီးတွေကလည်းပဲကိုပြန်ပြီးတော့ယူတည်ခံသောသူများဖြစ်နိုင်ဖို့ရန်နဲ့လောကမှာအသက်ရှင်တဲ့အခါမှာကြီးပွားကောင်းစားပြီးတော့ကျမ်းမှာအသက်ရှင်သောသူများဖြစ်နိုင်ဖို့ရန်အတွက်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးမင်္ဂလာချပေးပါစေအာမင်